မိဆိုတဲ့ပန်းကလေးနာမပူရိတာပြပရုံးတွေဘယ်လိုပဲဝေးပါစေအနာကမခံမှုမောင်းနာလေးစီတသက်မှာတစ်ချိန်သာမင်းနှလုံးသားရဲ့စေစားရမိရင်မချစ်ချင်းများစွာမောင်တယောက်တွေ့ဖြစ်ဒီမှာတည်တယ်လေးမှုနာလေးပါအချိန်မတန်နေလို့ပါချစ်အပြေလေးဆောင်လိုက်ပြီးပါကွာမိမသားမို့ကွယ်ခံစားချက်ကိုမျိုးသိရတဲ့မောင်ပြောမောင်ကြည့်လေးတွေမိရင်နေအောင်ဆွေလဲလို့ရဲ့အမြဲတမ်းမြေကွယ်မောင်ကလွေရဲ့ချောက်ဖို့မရှိဘူး